မင်္ဂလာပါကျွန်မကပညာဘုံတက္ကသိုလ်ကကျင်းပတဲ့တတိယအကြိမ်မြောက်သုတဓမ္မဒီပလိုမာအနှင်ပွဲခန်းနာမှာသုတဓမ္မဒီပလိုမာအောင်လည်းမရရှိခဲ့တာပေါ့နော်အဲဒီရတဲ့ post လေးကိုတင်လိုက်တဲ့အခါမှာဒါစိတ်ဝင်စားတဲ့ဓမ္မမိတ်ဆွေတွေကဝိုင်းမိကြတယ်စာမွေးဘယ်လိုဖြေရမလဲကျောင်းဒီစာမွေးဖြေခြင်းနဲ့ပေါ့နော်ကျောင်းဘယ်လိုအပ်ရမလဲသင်တန်းဘယ်လိုတက်ရမလဲစောင့်ပြီးတော့ဘယ်လိုဝယ်ရမလဲပေါ့နော်အဲ့တော့ကျွန်မကကျွန်မရဲ့အတွေ့အကြုံလေးတွေကိုဘူးတတာအနေနဲ့မျှဝေပေးမှာဖြစ်ပါတယ်ဒီစာမွေးဖြေဖို့အတွက်ပညာဘုံမိတက္ကသိုလ်ကဖွင့်လှစ်တဲ့သင်တန်းမရှိပါဘူး။ဘာကြောင့်ဆရာတော်ကြီးကိုယ်တိုင်ပို့ချတဲ့သင်တန်းမျိုးလည်းမရှိပါဘူး။သူကပြဋ္ဌာန်းစာအုပ်ပြဋ္ဌာန်းပေးထားတယ် level 3ခုရှိပါတယ်ဒီ diploma မှာ level 1မှာပြဋ္ဌာန်းစာအုပ်တော့အဲ့ဒီပြဋ္ဌာန်းစာအုပ်မှာတရား5ပုဒ်ပါဝင်ပါတယ်တရားတော့5ပုဒ်ဖြစ်ပါတယ်တရား5ပုဒ်ကိုလေ့လာပြီးတော့ level 1ကို6လတစ်ကြိမ်6လတစ်ကြိမ် level တစ်ခုစီကိုစာမေးပွဲဖြေရပါတယ်တစ်နှစ်ခွဲ3ခုပေါ့နော် level 3ခုဖြေရမှာဖြစ်ပါတယ် level 1မှာတရား5ပုဒ်ပါတယ် level 2မှာတရား5ပုဒ်ပါတယ် level 3မှာတရား5ပုဒ်ပါပါတယ်တရားအခြေခံရှိတဲ့သူတွေဆိုလို့ရှိရင်သင်တန်းတက်စရာမလိုပါဘူးရှင်။ဘာဖြစ်လို့လဲဆိုတော့ဆရာတော်ဘုရားကြီးကအဲဒီပြဋ္ဌာန်းစာအုပ်ထဲမှာပါတဲ့တရား5ပုဒ်ဆိုတာကပြဋ္ဌာန်းစာအလိုမျိုးမဟုတ်ဘဲနဲ့ဆရာတော်ဘုရားကြီးကိုယ်တိုင်လူပုဂ္ဂိုလ်တွေကိုနားလည်အောင်လို့ရှင်းလင်းချက်မျိုးစုံနဲ့ပေးပြီးတော့ဟောထားတဲ့တရားတွေဖြစ်ပါတယ်။အဲဒါကြောင့်တမန်တရားအသည့်အခြေခံရှိတယ်ဆိုလို့ရှိရင်ကိုယ့်ဘာသာကိုဖတ်ပြီးနားလည်နိုင်ပါတယ်။ဒါပေမဲ့တရားအခြေခံအားနည်းတဲ့သူဆိုလို့ရှိရင်တော့သင်တန်းလေးတက်တာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။ပညာဘုံမိတက္ကသိုလ်ကဖွင့်တဲ့သင်တန်းတွေမရှိပေမဲ့လို့အပြင်မှာရဟန်းတော်တွေလူပုဂ္ဂိုလ်ဆရာမတွေဖွင့်တဲ့သင်တန်းတွေရှိပါတယ်။အဲ့ဒါတွေကိုရှာပြီးတော့ join လုပ်ရပါတယ်။နောက်တစ်ခုကဆရာမကြီးထော်ခင်လာတင်ရဲ့တင်ကြားထားတဲ့ video file တွေရှိပါတယ်။အဲ့ဒါက Facebook တို့ YouTube တို့Telegram တို့မှာရှာလိုက်လို့ရှိရင်ရပါတယ်။အဲ့ဒီစာတွေကိုလေ့လာလို့ရပါတယ်။ကျမတုန်းကတော့ကျမက level 3ခုလုံးကျမသင်တန်းမတက်ပါဘူး။ကျမစာဖတ်ပါတယ်။စာဖတ်တယ်စာလေ့လာတယ်ပြဋ္ဌာန်းစာအုပ်ကိုလေ့လာပြီးတဲ့အခါမှာကျမ note ထုတ်တယ် note ထုတ်ပြီးတော့ note တချို့ဟာတွေ machine လင်းတဲ့ဟာတွေအပြည့်အစုံသိချင်တယ်စာထဲမှာနည်းနည်းပဲပါတယ်အပြည့်အစုံသိချင်တဲ့ဟာကြလို့ရှိရင်တော့အပြင်ကဆရာမတွေရဲ့ note ကိုလိုက်ရှာပြီးတော့ဖတ်ပါတယ်အဲ့လိုမျိုးလေးပဲလေ့လာပြီးတော့ဖြေခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကကျမစာလေ့လာတဲ့အခါမှာ AI ကိုလည်းသုံးတယ်ကျမသုံးတဲ့ AI ကကျမနဲ့အဆင်ပြေတာပေါ့နော် Gemini ကအဆင်ပြေတယ်တခြား AI တွေကိုလည်းကျမမေးကြည့်တယ်ဒါပေမဲ့ Gemini ကဖြေတဲ့ဟာကအဆင်ပြေဆုံးပဲဘယ်လိုတွေသုံးတာလဲဆိုတော့ဆရာတော်ကြီးကတရားတော်တွေထဲမှာပါဠိတော်ကိုအပြည့်စုံမဟောဘဲနဲ့တစ်ပိုင်းလောက်ပဲဟောသွားတာမျိုးရှိတယ်အဲဒီတစ်ပိုင်းပါဠိတစ်ပိုင်းရွတ်သွားပြီးတော့အဲဒီဟာကိုအဓိပ္ပာယ်ကွက်တိပြန်တာမဟုတ်ဘဲနဲ့အဲ့အဓိပ္ပာယ်ကိုခြုံငုံမြအောင်ဆရာတော်ရဟောသွားတဲ့အခါမှာကျွန်မကအဲ့ပါဠိစကားလုံးတွေအောင်သိချင်လို့အဲ့ပါဠိလေးကိုပဲရိုက်ထည့်ပြီးတော့ဒါရဲ့အဓိပ္ပာယ်ပြန်ခိုင်းတာမျိုးပေါ့နောက်ဒါမှမဟုတ်အဲ့အတူစားလေးပါဠိကထာအကုန်လုံးရှာခိုင်းတာမျိုးအဲ့ဒါမျိုးကိုလူချင်းကျွန်မ AI Gemini ကိုသုံးပြီးတော့ရှာပါတယ်နောက်တစ်ခုကသစ္စာပါရမီဆိုတဲ့ application လေးပေါ့နော်ဟိုတနေ့မှကျွန်မ TikTok ကြည့်နေ TikTok မှာညီမလေးတယောက်မျှဝေထားတာတွေ့တာပါတွေ့ချင်းကျွန်မသစ္စာပါရမီဆိုတဲ့ application လေးကို download လုပ်ပြီးတော့သုံးကြည့်လိုက်တယ်အဲ့မှာဘာတွေ့လဲဆိုတော့ဆရာတော်ဘုရားကြီးတွေရဲ့တရားတော်တွေနောက်ပြီးတော့စာအုပ်တွေတရားစာအုပ်တွေအစုံရှိတယ်တော်တော်အဆင်ပြေပါတယ်အဲ့ application လေးကိုလည်းသုံးကြည့်ဖို့ကျွန်မတိုက်တွန်းပါတယ်နောက်ပြီးတော့ခုခေတ်ကစာရှားတာအရင်အဆင်ပြေပါတယ် social platform တွေအမျိုးမျိုးရှိတယ်အများကြီးရှိတဲ့ကဘယ် platform ကိုပဲကျမတို့သုံးတော့အလွယ်တကူရှာလို့ရပါတယ် Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ်သုဒဓမ္မဒပလိုမှာပါကျုပ်ဆရာတော်ဘုရားကြီးဆရာမကြီးဒေါ်ခင်လာတဲ့စသဖြင့်အဲ့နာမည်လေးတွေရိုက်ရှာလိုက်တာနဲ့သက်ဆိုင်ရာ post တွေအများကြီးကြာလာမှာဖြစ်ပါတယ်Telegram channel ကတော့ခုနတရားတော်တွေထောင်းရတာစာအုပ်တွေထောင်းရတာပိုအဆင်ပြေမှာပေါ့နော်စာအုပ်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အနုဂဟအတင်ယုံမှာရောင်းတယ်လို့ပဲတခြားရောင်းတဲ့ဆိုင်တွေရှိပါတယ်Facebook page တွေ TikTok တွေမှာသူကြော်ညာပါတယ်အိမ်မှာရှာပြီးတော့ဝယ်လို့ရပါတယ်ကျွန်မကတော့ဓမ္မ memory ဆိုတဲ့ Facebook page ကနေဝယ်ပါတယ်
KP နဲ့ပတ်စံလွဲလိုက်လို့ရှိရင်အိမ်ရောက်ဓာတ်လေးနဲ့ပို့ပေးပါတယ်နောက်တစ်ခုကကျမတို့စာမေးပွဲနဲ့ပတ်သက်တဲ့ information တွေကိုဘယ်ကနေရမှာလဲဆိုတာပါပညာဘုံတက္ကသိုလ်ရဲ့ကိုပိုင် page ဖြစ်တဲ့ official page တစ်ခုဖြစ်တဲ့ University of Westernland ဆိုတဲ့ page ကိုကျမတို့ follow လုပ်ထားမယ်ဆိုလို့ရှိရင်စာမေးပွဲနဲ့ပတ်သက်တဲ့အချက်လေးပေါ့နော်စာမေးပွဲ Facebook fountain တာတွေကတ်ထုတ်တာတွေစာမေးပွဲဘယ်နည်းဖြေရမှာတွေเนาะစသဖြင့်အောင်စင်းထွက်တာတွေအကုန်လုံးကိုအဲ့ဒီ page ကနေကြော်ညာတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့အဲ့ဒီ page ကို follow လုပ်ထားလို့ရှိရင်အဆင်ပြေပါတယ်နောက်တစ်ခုက Viber မှာလည်း public channel ရှိပါတယ် University of Westernland လို့ Viber မှာရိုက်ရှာလိုက်လို့ရှိရင် public channel ကြာလာမှာဖြစ်ပါတယ်အဲ့ဒီ channel မှာလည်းခုန information တွေကုန်တင်ပါတယ်အဲ့တော့အဲ့ channel ကိုလည်း join ထားပါ Facebook page ကိုလည်း follow လုပ်ထားပါဒါပေမဲ့အဲ့ဒါတွေကတခါပဲတင်မှာဆိုလို့ရှိရင်ကျမတို့မကြည့်လိုက်မိလို့ရှိရင်ပျောက်သွားနိုင်တယ်လေနောက်တစ်ခုကဘယ်ရရတယ်လဲဆိုတော့ group တွေရှိတယ်သုဒ္ဓဓမ္မ diploma group တို့ level 1 group တို့ level 2 group စသဖြင့် group တွေအများကြီးပဲရှိတယ်အဲ့ဒီထဲမှာကိုနှစ်သက်ရာ group ပေါ့နော်ကြည်လိုက်လို့ group နည်းအဆင်ပြေမယ်ဆိုတဲ့ group တစ်ခုကို join ထားလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အဲ့မှာ group member တွေက information တွေ share တာရှိတယ်အဲ့ဒါကြီးကျတော့တယောက် share လိုက်ဒီတယောက် share လိုက်ဆိုတော့မကြတက်လာလို့ရှိရင်အဲ့ information တွေမလွတ်ဘူးပေါ့နော်နောက်တစ်ခုကစာလေးလာတဲ့အခါမှာသူတို့ကအဲ့ဒီ information စာကိုလေးလာတဲ့စာလေးတွေကို share တာရှိတယ်ကိုကားတိတ်နားမလဲတဲ့စာလေးတွေသူက share တဲ့အခါကြလို့ရှိရင်လည်းဖတ်နိုင်တာပေါ့နော်group လေးတွေကိုလည်း join ထားတင်ပါတယ်ကျမဆိုရင် group 2ခု3ခုလောက် join ထားတယ် group တစ်မျိုးစီပေါ့နော်အဲ့မှာသင်တဲ့ကိစ္စတွေတခြား group အတွင်းထဲမှာဒီသုဒ္ဓဓမ္မနဲ့ပတ်သက်လို့ပြောကြတာလေးတွေဘုဟုတုတအနေနဲ့ကျမတို့သိနိုင်ပါတယ်ခုမှစပြီးတရားတော်တွေကိုပူဇော်ပြီးတော့ဆံပွဲဝင်ပြေမဲ့ပုံကိုယ်တွေအတွက်ကျမရဲ့မျှဝေမှုကအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်စာလေးလာနေစေပူဇော်နေစေပုံကိုယ်တွေဓမ္မပိစေတွေအတွက်လည်းတစ်ခုမဟုတ်တစ်ခုအသုံးတဲ့နိုင်ပါတယ်သာသနာတော်နေလို့လားလို့ထွန်းလင်းပါစေ